ကျုပ်တဲ့နေရတာကြတော့ပြင်းလာတယ် ငါရှိတယ်ကွာမင်း အာစီကအချိန်တန်သိမားဗျကျုပ်တဲ့ကြံတယ် အဲ့လိုဆိုရင်မင်းငါလိုပဲဟိုတပည့်တယောက်ရှာဖို့ဖြောက်တယ် အလုတ်တင်ဆန္ဒလာတယောက်ရဖို့ဆိုတော့လွယ်မှတ်လို့လားအာစီက အဲ့လိုဆိုတော့ကျွမ်းကျင်သူ့ဘာရာဇာတယောက်ရှာလေ ဒါလေအာစတိလို့တော်တဲ့ဆရာရဖို့ဆိုတာကဒါ ဖြောက်စီတော့ဖြောက်စီဝေးလက်ကြောင်ပန်းတယ်မင်းလူတော်တဲ့မင်းတိုးကျင်နေပြီလားဟမ် လူတော်တဲ့တော့တိုးချင်မဟုတ်ဗျာကျုပ်ကမိမယူရင်ကောင်းမလားစဉ်းစားနေရ အဲ့ဒါပူဆိုမင်းကတင်းချမ်းကုန်းထဲမှာမင်းကရွာတင်နေဆိုတဲ့သဘောလားဟမ်မင်းစဉ်းစားကြည့်လားမင်းမိမယူပါပြီသူ့အဖေတွေအမေတွေနဲ့ပတ်သက်လာမယ်ဟမ်ပြီးတော့ရွှေမျိုးတွေညီကိုမောင်နှမအတိုင်းဝိုင်းတွေပတ်သက်လာမယ်မင်းတို့ရဲ့သားတွေသမီးတွေတော့ဒီမင်းစဉ်းစားရက်စီမှာမင်းမြင်ကြည့်သားမင်းကငါကြည့်တယ်နော် ဟုတ်တယ်တေချာတွေးကြည့်တော့ကြောက်စက် အဲ့ကြောင့်ပြောတာဗောမင်းကပြောတာအေးစီကိုကကိုထမကြောက်ကိုရေစိမ့်တော့အေးစီရခတ်စတမလူရှင်နဲ့မပေါင်းကျင်စားမနဲ့ဖြောက်စိတ်ရ ကျုပ်ဆရာစကားကိုနားထောင်မယ်လူရှင်နေနဲ့မပေါင်းတော့အာစတိလို့လူတွေနဲ့ပဲပေါင်းမယ် တပည့်ကောင်းမဖဲ